ကဲတိုင်းတို့သူများအတွက်တော့ဘလို့နေလဲမသိဘူးနော်ဒီ event ကဘလို့လဲတိုင်းတို့ solo ကောင်းလားတိုင်းတို့အတွက်ကျွန်တော်အတွက်ကတော့ဒီ event ရောက်လာတဲ့အချိန်မှာကျွန်တော်တော်တော်လေး solo ကောင်းတယ်အရင်တော့အသက်ပို့ပြီးမှစမှုဖြစ်တယ်ဂန်းသိန်းဂန်းဖြုတ်ရတာကအစားပို့ပြီးမှအရင်ကတည်းကပုံမှမြန်လာတယ်ပေါ့နော်ကျွန်တော်ဒီ event မှာစောကြည့်တဲ့လောက်ကတော့အရန်ကို solo ကောင်းပါတယ်ကျွန်တော်ရဲ့ဒီ movement speed တွေကျွန်တော် aim တွေကလည်းကြီးတွေကလည်းတော်တော်လေးကိုကောင်းလာတယ်ပေါ့နော်အရင်ကလည်းမတူပါဘူးဆိုတော့ DC မှာတိုင်းတို့ဘလို့ဘယ်လောက်ထိကျန်းနိုင်လဲဆိုတော့လည်းနည်းနည်းတိုင်းတို့ sharing လုပ်တော့ပေးကြပါအောင်ကျွန်တော်ကတော့ DC မှာ arrange game မှာ share ဖုတ်နေတာတိုင်းရေးနော် shotgun ပဲကျွန်တော်အများဆုံးကင်ဖြစ်တော့ပါတယ်ခုနောက်ပိုင်းဒါတော့ sniper လေးပြပြထားရပါစောင်းရောက်လမ်းနဲ့ sniper လေးပါဆိုတော့ကဲတိုင်းတို့အခုကျွန်တော်ဒါစနိုက်ပါအိမ်သွားတာလေးနောက်ဆုံးခန်းလေးပါတော့ပေါ့နော်ကျွန်တော်ဘလို့အိမ်သွားလဲဆိုတော့တိုင်းတို့ခံမှန်းကြည့်ပါဆော့ဆော့နာကျွန်တော်ဟိုဘက်တစ်ပင်နောက်မှာတကောင်နော့ထားတယ်ပေါ့နော်စနိုက်ပါနဲ့ကျွန်တော်တကောင်နော့ထားတယ်ဆိုတော့အိမ်သားလေးမှာနောက်တကောင်ကတွိုင်းမှာကဲနေတော့ကျွန်တော်ကအဲ့ဒီတစ်ပင်နောက်ကိုကျွန်တော်စမုတ်တွေဂျားတွေကနေကျွန်တော်ခံမှန်းပြီးမှကျွန်တော်ပစ်လိုက်တာဟိုကောင်နော့ထားပါတယ်လို့နော်ကဲကြီးပါ